ဟိုးရှိတုန်းကရွာစဉ်လှည့်ပြီးအိုးထုတ်တွေရောင်းတဲ့အိုးထုတ်တဲ့ကြီးတယောက်ရှိတယ်။တနေ့မှာတော့သူဟာတောလန်းလေးအတိုင်းခရီးနှင်လာခဲ့တယ်။နေဘူးရှင်ကလည်းပြင်းခြေထောက်ကလည်းညောင်းလာတာကြောင့်အရိပ်ကောင်းတဲ့တစ်ပင်ကြီးအောင်မှနားဖို့ဆွန့်ပစ်လိုက်တယ်။သူဟာအိုးထုတ်တောင်းကိုဘေးမှာချပြီးခဏအိပ်ပျော်သွားတယ်။အဲ့ဒီတစ်ပင်ပေါ်မှာမြောက်ကြီးတအုပ်ရှိနေတယ်။အိုးထုတ်တဲ့အိပ်ပျော်နေတာကိုမြင်တော့မြောက်တွေဟာတစ်ပင်ပေါ်ကဆင်းလာပြီးတောင်းထဲကအိုးထုတ်တွေကိုတကောင်တစ်လုံးစီယူဆောင်ပြီးတစ်ပင်ပေါ်ပြန်တက်သွားကြတယ်။အတော်လေးကြာလို့အိုးထုတ်တဲ့နိုးလာပြီးတောင်းကိုကြည့်လိုက်တဲ့အခါအိုးထုတ်တွေတစ်လုံးမှမရှိတော့တာကိုတွေ့လိုက်ရတယ်။သူအရန်ထိတ်လန့်သွားပြီးပတ်ဝန်းကျင်ကိုဝေဝဲကြည့်လိုက်တော့တစ်ပင်ပေါ်မှာအိုးထုတ်ကိုစီစောင်းထားတဲ့မြောက်တွေကိုတွေ့လိုက်ရတယ်။ဒါနဲ့အိုးထုတ်တဲ့ကြီးကငါအိုးထုတ်တွေပြန်ပေးလို့အော်ပြောလိုက်တဲ့အခါမြောက်တွေကလည်းကွီးကွီးကွက်ကွက်နဲ့အိုးထုတ်တဲ့ကြီးပြောသလိုပြန်အော်ပြောကြပါတယ်။အိုးထုတ်တဲ့ကြီးကစိတ်ဆိုးမှန်သူဒေါသနဲ့ပြောတဲ့အခါမှာလည်းမြောက်တွေကအိုးထုတ်တဲ့ကြီးပြောသလိုစိတ်ဆိုးမှန်သူဒေါသနဲ့ပြန်ပြောကြတယ်။ခဏနေတော့အိုးထုတ်တဲ့ကြီးကစဉ်းစားမိသွားတယ်။မြောက်ဆိုတာလူလောက်တာကိုလိုက်လုတ်တတ်တယ်ဆိုတာကိုသူတတိယသွားတယ်။ဒါနဲ့သူဟာသူကောင်းဘော်ကစောင်းထားတဲ့အုတ်ထုတ်ကိုချွတ်ပြီးမြေကြီးပေါ်ကိုပစ်ချလိုက်ပါတယ်။ဒါကိုမြင်ရတဲ့မြောက်တွေဟာလည်းသူတို့ကောင်းဘော်မှာအုတ်ထုတ်တွေကိုအပြိုင်ဆိုင်ချွတ်ပြီးမြေကြီးပေါ်ကိုပစ်ချလိုက်ပါတော့တယ်။အုတ်ထုတ်တဲ့ကြီးဟာသူ့ရဲ့အုတ်ထုတ်တွေကိုအားရဝမ်းသာနဲ့အမြန်ကောက်ပြီးတောင်းထဲထည့်ကထွက်ခွာသွားပါတော့တယ်။ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့အခက်အခဲနဲ့ကြုံတဲ့အခါဒေါသမထွက်ပဲတည်ငြိမ်စွာနဲ့ဉာဏ်ကိုအသုံးချမယ်ဆိုရင်အောင်မြင်နိုင်ပါတယ်ဆိုတဲ့သင်ခန်းစာကိုရရှိပါတယ်ခင်ဗျာ။